င်္ဂလာပါရှင် PMP Coach Talk Show မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မကြာသေးခင်ကမှ PMP exam ကိုအောင်မြင်စွာဖြေဆိုနိုင်ခဲ့တဲ့ကိုစိုးရသာဖိတ်ခေါ်ထားရပဲဖြစ်ပါတယ်ကိုစိုးရသာ congratulation ပါနော်ဒီနေ့အမောင်တို့ဒီ talk show လေးမှာတော့ဒါကိုအနေနဲ့ PMP exam မှာ above target တွေလူရအောင်ပြင်ဆင်ခဲ့တာလေပေါ့နော်ပြီးတော့ကိုရိုင်းကလည်းဒီ international company အကြီးတစ်ခုမှာ manager အနေနဲ့လုပ်နေတာဖြစ်တယ်ဆိုတော့ပေါ့နော်ဒီလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အတွေ့အကြုံတချို့ကိုအမမေးခွန်းမေးချင်ပါတယ်ဟုတ်ကဲ့ပထမဆုံးအနေနဲ့ပေါ့ချက်ကအကြောင်းရင်းဆုံးမိတ်ဆက်ပေးပါဦးနော်ဟုတ်ကဲ့ပါကျွန်တော်လည်းဆိုရတာနေပါ deputy profit manager အနေနဲ့ပေါင်းရင်းမြန်မာမှာတော့တာဝန်ယူပြီးလုပ်ဆောင်နေပါတယ်ကျွန်တော်က telecom experience ပတ်သက်ပြီးတော့ senior experience ရှိပြီးတော့လောလောဆယ် operation manager တယောက်အနေနဲ့လည်းလုပ်နေပါတယ် PMP exam ကိုအောင်မြင်အောင်ဖြေဆိုနိုင်ဖို့အတွက်ကိုအနေနဲ့ဘယ်လိုမျိုးစူးစမ်းအားထုတ်ခဲ့မှုတွေပြုခဲ့တာလဲပေါ့နော်အဲ့ဒါလေးမှမေးချင်ပါတယ် exam အတွက်ကတော့ပထမဆုံးကျွန်တော်ကျေးဇူးတင်ပါဆရာမပါနော်ဆရာမကျွန်တော်တို့ဒါတင်တန်းပြီးသွားတဲ့အချိန်မှာကျွန်တော်တို့နည်းနည်းလေးအချိန်ဒီကြားမှာတက်ဖြစ်သွားတယ်ဖြေဖို့အဲ့လိုမျိုးအားယူနေရတဲ့အဆင့်မှာပဲရှိနေတယ်အဲ့တော့ကျွန်တော်ကပထမဒီပိုင်းမှာကျွန်တော်ကအရန်ကို proud ဖြစ်တာပေါ့နော်ငါတွေးပါရောဒါတော့ဒီဟာလေးဒီ question လေးလေးလာမယ်ပေါ့နော်တကယ်တမ်းဒီ free question လေးကျွန်တော်လေးလာနေတဲ့အချိန်မှာလည်းအလွယ်ခံလာဒီအဲ့တော့ကျွန်တော်မမရဆရာမရှိလာပြီးပြောကျွန်တော်ဖြေအောင်ပဲဟုတ်ကဲ့အဲ့မှာကျွန်တော်ဖြေတော့မယ်ဆိုတဲ့အချိန်မှာပြီးတော့မဟုတ်ဘူးပေါ့နော်ဒီချက်ပို့ပြင်ဆင်ဖို့ကျွန်တော်တိုက်တွန်းလာကျွန်တော်လည်းโอเคဒါဆိုကျွန်တော်တက်ပြီးစူးစမ်းကြည့်မယ်ပေါ့နော်အဲ့လိုကျွန်တော်ပြင်ဆင်တာပေါ့ပြင်ဆင်ပြီးတော့ထပ်ပြီးစူးစမ်းတဲ့အချိန်မှာပဲစိတ်ထဲမှာဒီဟာကိုကျွန်တော်ပေါ်ပေါ်တယ်တွေးနေတော့ပဲဒီဟာဟိုပေါ့နော်ဖြေနိုင်တယ်ပေါ့နော်အဲ့လိုလည်းပဲကျွန်တော်ဖြေလိုက်တယ်ပေါ့နော်ဘာမှကြီးဖြေသွားတယ်ဖြစ်သွားတယ်နော်အဲ့မှာဒါလုံးဝ exam ဖြေဖို့အတွက်အရင် rush ဖြစ်သွားတာဟုတ်တယ် rush ဖြစ်နေအောင်လည်းအဲ့လိုပေါ်ပေါ်တယ်လည်းပါရောဆိုတော့ဒါဆိုလို့ရှိရင်အမတို့ဟိုတင်ခဲ့တက်တာတော့ဒါအချိန်ကာလတစ်ခုပေါ့နော်မဖြေခင်စက်ကြမှာဘယ်လောက်ချိန်ယူပြီးတော့ပဲ exam ဖြေဖို့လုပ်ခဲ့တာလဲပေါ့နော်အဲ့ဒါလေးတစ်ချက်အဲ့ first attempt မှာပေါ့နော် first time မှာကျွန်တော်ကျူးတယ်ကျွန်တော်ပြီးသွားတဲ့ဟာဆို6လောက်ကျွန်တော်ယူလိုက်သေးတယ်6လောက်ဆိုပေမဲ့ directly ဟိုလိုမျိုးတော့မဟုတ်ဘူးလိုမျိုးတော့မဟုတ်ဘူးเนาะကြည့်တယ်လည်းမကြည့်ဘူးမထီတယ်လည်းနားလိုက်ပြင်မှာဟိုစိတ်ပါအဲ့ချိန်မှာကြည့်လိုက်ပေါ့အဲ့လိုမျိုးပြင်ဆင်တာပေါ့နော်ဒုတိယတစ်ချိန်မှာတော့မဟုတ်တော့ကျွန်တော်ဒုတိယချိန်မှာပို့ပြီးတော့အချိန်ပေးတယ်ဒီလေးတဲ့အတိုင်းပေးတယ်ဘယ်လောက်ပဲအချိန်တွေအနည်းဆုံး target ထားပြီးအဲ့ target ကိုပြည့်အောင် steady လုပ်တယ်ပေါ့နော်တိကျအဲ့လိုပုံစံမျိုးပေါ့အဲ့ဒါဆိုတော့ဒါအမောင် first attempt မှာအရင်ရောသွားတယ်ကိုယ်က ready တခြားမဖြစ်ဘဲနဲ့သွားလိုက်တာပေါ့နော်အဲ့ဆိုအခုဒီ second attempt မှာပေါ့နော်exam အောင်ပြီးနောက်ပိုင်းမှာကိုယ်အနေနဲ့ဘာတွေထူးခြားသွားတာမျိုးရှိလဲကိုယ့်ရဲ့ career အနေနဲ့ဟုတ် second attempt မှာဒီကတော့ကျွန်တော်တို့စာရေးတင်ခဲ့ရတော့ဒီစမရဲ့အတွေ့အကြုံ share တာတွေကျွန်တော်တို့ဒီဟို discussion တွေထဲမှာလည်းကျွန်တော်တို့ဒီ lesson learn တွေအများကြီးရှိတယ်ပေါ့နော်အဲ့မှာကျွန်တော် study ရရတာရှိအဲ့ဒါပေမဲ့ PMP အောင်သွားတဲ့အချိန်မှာတော့ certify ပေါ့နော်ဒါ recognition ရသွားတယ်ပေါ့နော်ပို့ပြီးတော့ဒီပို့ပြီးတော့သုံးချရတယ်ပို့ပြီးတော့ confident ပေါ့နော်ကိုတင်းမဲ့မှာလည်းကိုယ်လုပ်တဲ့အချိန်မှာတခြားလူတွေရဲ့ဒီကိုပေါ်ထားတဲ့ respect ပေါ့နော်သူကလည်းဒါဒီဆိုရိုးအောင်မြင်ခဲ့တဲ့ပေါ့နော်အဲ့ဒီအောင်မြင်တယ်ဟော okay high value ဖြစ်သွားပြီပေါ့နော် recognition ရှိရဲ့သူကcertified person လို့ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီကိုပြီးတော့ communicate လုပ်ရကောင်းတယ်ကို confident လည်းရန်ရှိလာတယ်ပေါ့အမခုနကဒီဟိုအချိန်ကတော့ခုနရောခဲ့တယ်ပေါ့နော်ဒါတော့တလဲမလုံးတလဲနဲ့ပထမ6လမှာဒီ first attempt မှာကိုနေနဲ့ထီကျော်လက်ကျော်ဖြစ်ခဲ့တာမျိုးတကယ်တော့ဒီကိုစိုးအစားကအမတင်တဲ့မိုင်းကဟို concept ပိုင်းကိုနော်ကြည့်မိုင်းစတော်ကောင်းတဲ့သူဆိုတော့အမအနေနဲ့အရင်အားရတဲ့အကြောင်းလက်တရားပေါ့နော်ဒါပေမဲ့လောတာလေးအကြောင်းလို့ first attempt မှာထီကျော်လေးဖြစ်ခဲ့တာပေါ့နော်ဆိုတော့ second attempt မှာကျတော့အချိန်ဘယ်လောက်ယူပြီးတော့ဘယ်လိုတွေပြင်ဆင်ခဲ့လဲ first attempt နဲ့ second attempt မှာပွာချက်ကဘာများဖြစ်သွားလဲပေါ့နော် second attempt မှာကကျွန်တော်ကဟိုအချိန်လုံးဝအတိအကျရယ်သူအချိန်အတိအကျကျွန်တော်နှစ်လလောက်ကျွန်တော်ချိန်နှစ်လလောက်ချိန်နှစ်လနဲ့နှစ်ပတ်လောက်ထပ်ပြီးတော့ကျွန်တော်ချိန်လိုက်တယ်ပုံမှန်တော့ကျွန်တော်တစ်လလို့စဉ်းစားဒါပေမဲ့တကယ်အကြောင်းမျိုးကြောင့်ကျွန်တော်နှစ်လလောက်ပြီးသွားနှစ်လမှာလည်းလုံးဝ40မပြတ်ကျွန်တော်လုံးဝအချိန်ပေးပြီးတော့ကြည့်တယ်ဟိုမှာကိုတက်မှတ်ထားတဲ့အချိန်ပေါ့နော်တနေ့ကို2နာရီ3နာရီပေါ့ပထမတော့4နာရီလောက်ပါကျွန်တော်မှတ်မယ်တကယ်လည်းအဲ့လောက်ကျွန်တော်မလုပ်နိုင်ဘူးတော့2နာရီလောက်ကိုပေါ့နေ့တိုင်းမှာ2နာရီ2နာရီလောက်ကျွန်တော်ရုံးခွင့်ရပေါ့နော်ရုံးခွင့်ရဆိုရင်တော့ကျွန်တော်လည်းအချိန်ယူ4နာရီလောက်သွား
တယောက်လေးတော့အချိန်ယူပြီးတော့ တော့အရင်ကြီးကြည့်လိုက်ရင်ထူပူပြီးတော့အရင်တော့စက်မလုံးနိုင်အောင်အဲကြောင့်အဲ့လိုမျိုးအချိန်အများကြီးမယူရနဲ့နှစ်နာရီ၄နာရီအဲ့လိုနေတိုင်းအချိန်ပေါ့နော်ပြီးပြီးလို့ရတယ်အဲ့ဒါဆိုတော့အမှပြင်ဆင်ခဲ့ရဆိုတော့ဘယ် materials တွေကကိုအတွက်အဆင်ပြေလေးပေါ့နော်ဥပမာဆိုလို့ရှိရင်မဖြစ်မနေကြည့်ရမယ် more question တွေကို2000လို့ကြည့်ရတော့ဟုတ်တယ်ပေါ့နော်အဲ့ဆိုတော့တခြားအပြင်မှာကောင်းလို့ဘာ materials တွေကိုဒါမဖြစ်ခင်စက်ကြမှာကြည့်ခဲ့တဲ့ materials တွေကဘာဖြစ်မလဲကျွန်တော်မဖြစ်ခင်စက်ကြမှာဒီဟိုဆရာမ recommend ပေးတဲ့ဒီ class ဒီကျွန်တော် practice question တွေလေ့လာပါတော့အဲ့ဒါပြီးတော့ကျွန်တော်တို့ဒီတက်ထုတ်ပေးရတယ်ကျွန်တော်ရဲ့ mindset အဲဒီက mindset ကိုကျွန်တော်အဓိကထားပြီးတော့ကြည့်တယ်တော့ဟို question တွေမရှိတော့မဖြေတော့ဘူးဆိုရင် mindset ပဲအဓိကထားပြီးတော့ study လုပ်တယ်ဘာလို့ဆိုတော့တော်တော်များဒီတခြား pass သွားတဲ့လူတွေလည်းပြောတာ mindset ကအဓိကပဲပေါ့နော်ကျွန်တော်တို့ဒီ study group မှာလည်း pass သွားတဲ့လူတွေပြောကြရှိတယ် mindset ကကြီးသွားရအောင် mindset ကို study လုပ်ရင်ဟိုဖြစ်တယ်ပေါ့နော်ဖြေနိုင်တယ်ပေါ့ exam တွေမှာအဲ့လိုပုံစံမျိုးပေါ့ဟုတ်ကဲ့ပါဟုတ်အခုဒီ exam မှာ time management ကိုကိုအမတို့အချိန်4နိုင်ပဲရတာပေါ့နော် time management ဘယ်လိုလုပ်ခဲ့လဲ exam ဖြေတဲ့အချိန်အဲ့ဒါကျွန်တော်တကယ်အရေးကြီးတယ်ပေါ့ exam ထဲမှာကျွန်တော်ကိုယ်လည်းပထမအတက်မှာဒီအရန်ကို panic တွေဖြစ်ပြီးတော့ဒီအချိန်ကို manage မလုပ်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်မှတ်မိတယ်ကျွန်တော်တင်တန်းအစမှာပြောခဲ့တဲ့အချိန်တိုင်းပေါ့နော် question တခုတော့ကျွန်တော်မှာအချိန်တိတ်မရအောင်တကယ်တော့ကျွန်တော်10မိနစ်လောက်ကျွန်တော်စဉ်းစားဖို့အချိန်ရတယ်အဲ့တော့10မိနစ်တွင်းစဉ်းစားနိုင်ဖို့အတွက်ကိုကဒီကြိုတင်ပြင်ဆင်ထားတဲ့ဟာတွေအပြည့်စုံနေမှာရအောင်အဲ့တော့10မိနစ်မှမဟုတ်ဘူးဘလုံးမအချိန်မလောက်လေအမှားများနေတယ်ပေါ့အဲ့တော့ဟိုချိန်ရဖို့အတွက်ဆိုတော့ဒီ practice ပေါ့နော်တော်တော်ပြီး practice ကိုနှောကြည့်နေအောင်လုပ်ဖို့ဒီပေးထားတဲ့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် question တွေ practice လုပ်ဖို့ keywords တွေရတယ်နားလည်ဖို့ mindset ကြည့်ဖို့ဟုတ်တယ်တော့ question ကို interpret လုပ်ဖို့ချိန်မရအောင်ကြီးလိုက်တယ်တန်းပြီးနားလည်မှာ okay ဟုတ်တယ်ပုံမြန်မှာတော့ဟိုကျွန်တော်တို့ဒီနောက်တော့ marathon ပေါ့နော်ဒီကတော့ exam မဟုတ် marathon exam မှာ marathon နေနဲ့ဖြေရမှာဆိုတော့အဲ့တော့ time management အရင်အရေးကြီးပါတယ်အဲ့တော့ time management ကိုလုပ်နိုင် manage လုပ်နိုင်ဖို့အထူးရရလဲဒီ question တွေကိုအမြန်နားလည်ပြီးတော့ဘာလို့ဆိုလို့ချင်းဆိုတော့တန်းသိနိုင်ဖို့ကလည်းအရေးကြီးရပါတော့ time management ဆိုတော့အမားတော့ break ကနေချိန်ရဆိုတော့ first round မှာပေါ့နော်အဲ့ချိန်မှာကိုနေတဲ့အချိန်မိခဲ့တာပေါ့နော် first round လို့ရှိရင် break ယူတည်တဲ့အထက်နဲ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရတော့ပထမပိုင်းကတော့ ASC ပဲပထမပိုင်းအချိန်လည်းရတယ်ကျွန်တော်ကနည်းနည်းလေးပထမပိုင်း question တွေအရင်ကနည်းနည်း easy ဖြစ်တယ်အဲ့တော့နည်းနည်းလေးဖြည့်နိုင်လိုက်တယ်ဖြည့်နိုင်ပြီးတော့အချိန်ကွက်တိရပါတယ်အဲ့ကျွန်တော် break time လည်းသိချယူလိုက်တယ်ယူပြီးတော့မှပြဿနာမှာစတယ်လဲဆိုရင်ဒီ second ကမှသူ stamina ကျတဲ့အချိန်လို့ပြောတယ်အဲ့ဒုတိယ60ရာရေးကြည့်ရပေါ့နော်အဲ့ stamina ကျတဲ့အချိန်မှာကျွန်တော်နည်းနည်းလေးပူပြီးတော့ပူယူသွားတယ်အဲ့တော့နောက်ဆုံးပိုင်းမှာနည်းနည်း rush ဖြစ်သွားတဲ့အပိုင်းရောရှိတယ်ဒါပေမဲ့ကျွန်တော်အချိန်မီပေါ့နော်အချိန်မီရောဖြည့်လိုက်နိုင်တယ်ပေါ့နော်ဟုတ်တယ်အမသိထားတာ first attempt မှာတော့ငါကြတော့ကိုက exam ခန်းကိုဒီကုစွာတိုင်းနဲ့ဆိုကျွန်တော်ရတဲ့ပြဿနာလေးကဘာလဲလို့ဆိုတဲ့ခါကျတော့ first time မှာဆောင်းဝဲတက်ဖြေတော့ငါဆောင်းဝဲခန်းချိန်သွားတဲ့ခါကျနောက်ကျသွားတာမျိုးနော်ပြီးလို့ရှိရင် exam center ရောက်နေတာကြာမတွေ့ဘူးပေါ့လမ်းမှာကြာလေကားပိတ်တိုင်းနဲ့ကြုံတဲ့ခါကျတော့ဖြေတာ9နိုင်ဆို9နိုင်ချောင်းသွားရင်ဆိုတော့အတွေ့အကြုံလေးဖြတ်ပြောပြပါအောင်အဲ့ဒါဘာကြောင့်ဘလို့ဟိုနောက်ကကြောင်းလာတယ်အဲ့လိုဖြစ်အောင်ဘလို့ပြင်ဆင်ခဲ့တဲ့ exam center ကိုဘလောက်ချိုးသွားတယ်ဆိုတာလေးပြောပြပါဦးနော်ဟိုအဲ့ဒါတော့ကျွန်တော်ပထမတက်မှာကျွန်တော်တကယ်ရောင်းရမယ်ဆရာမအဲ့တော့လည်းပြောခဲ့တယ်ပေါ့နော်သွားမယ်ဆိုရင်နိုင်ဘက်လောက်အချိန်စောပြီးရောက်နေမှရမယ်ပေါ့နော်ဒါမှ ready ဖြစ်မှာအဲ့တော့တကယ်ပထမတစ်ခေါက်မှာသွားတဲ့အချိန်မှာလည်းနောက်ကျသွား9နာရီပြန်အောင်ကျွန်တော်9နာရီတီးလောက်မှရောက်သွား9နာရီကျမှရောက်ပြီးတော့နိုင်ဝဲချိုးသွားမှာနိုင်ဝဲချိုးရောက်နေရမှာပေါ့ချိုးရောက်နေရမှာအဲ့တော့ဟိုကိုက9နာရီမှလည်းရောက်တယ် exam ဟိုလေဒီရှားတာတွေပါနေနဲ့ exam ကိုသွားနေတယ်ကျွန်တော်အပေါ်ရောက်တဲ့အချိန်မှာဒီ register လုပ်တဲ့အချိန်မှာတော်တော်ကြီးကိုဟိုမောဆိုနေပြီးတော့အရင်လည်း panic ဖြစ်နေတော့ဟိုဒီ exam ရဲ့ဒီဟိုအဲ့မှာသူရှိတာနိုင်ဝက်ကိုနောက်ကျသွားရင်တို့တော့လက်မခံတော့ cancel လုပ်မယ်ဆိုတာလည်းရှိတယ်အဲ့ဒါလေးသတိထားသိချင်တယ်ပေါ့နော်ရှယ်ထပ်ဖြေမဲ့လူတွေအဲ့တော့ဖြစ်နေတယ်ကတတ်နိုင်များဆော့သွားပါတော့ဆော့ရောက်သွားလို့တော့ဘာမှတော့မရှိဘူးပေါ့ပို့ပြီးခံဖြစ်တယ်ဖြေကန်ပြီးမှလေ register မလုပ်ကြပို့ဆော့ရောက်တာတချို့ရောက်ဆော့ရောက်တာကြောက်ကြတယ်ဟိုထိုင်ပြီးတော့ဒါယူမြည်ပြီးတော့လက်မဟုတ်ဆော့သွားတယ်ပေါ့ပို့ပြီးအဲ့မှာပို့ပြီး
ပြီးတော့ခံပို့ဖြစ်တယ်ပြီးတော့ပတ်ဝန်းကျင်ကိုပို့ပြီးတော့ friendly ပို့ဖြစ်သွားတယ်အဲ့ဒါပို့ပြီးတော့ဟိုပါတော့ one core advantage အမားတော့ဒီကျောင်းသားတွေကို recommend လုပ်တာတော့ဒီ exam ဖြေဖို့အတွက်ဆိုလို့ရှိရင်အနိုင်လောက်ကြိုးသွားစီချင်တယ်ဘာလို့ဆိုတော့ exam မှာကြတော့လေဒီဆောင်းဝဲကိုမှာတော့နိုင်ဝက်ဆိုကြိုးပြီးတော့ဆောဖြေလို့ရတယ်မျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တနားကြိုးသွားခြင်းနဲ့ကြိုးသွားစီချင်တယ်ပေါ့နော်ကိုရောင်လေးဝင်းသွားရဆိုလို့ရှိရင်ဘာနိုင်လောက်စောသွားသလိုပဲ exam ကိုလည်းလို့ exam center လည်းစောသွားခြင်းသွားစီချင်တယ်ပေါ့နော်ဒါလေးပြောချင်တာပေါ့နော်ဆို PMP certified ဖြစ်ပြီးသားနောက်ပိုင်းမှာဘာလို့လဲဆိုတော့ PMP သက်ခင်ဒီမှာရှိတဲ့အမတို့ဒီ exam center university ကိုလေ့လာပြီးနောက်ပိုင်းမှာပေါ့နော်အခုဆိုလေ certified ဖြစ်ပြီးသွားပြီအဲဆိုဒီနောက်ပိုင်းမှာကိုယ့်ရဲ့အတွေးခေါ်ယူဆတွေဘာများပြောင်းလဲသွားတာမျိုးရှိမလဲပေါ့နော်ဟုတ်အရင်ကတည်းကပို့ပြီးတော့ဟိုဒီလုပ်ငန်းပိုင်းဆိုင်မှာဟိုပို့ပြီးတွေးတက်လာပါတော့တချို့ကျွန်တော်တို့အရင်တော့ကျတော့ဟိုကိုယ့်ရဲ့ drive data လို့ရှိရင်ဘာကြောင့်လုပ်တာလဲဘာကြောင့်လဲဆိုတော့အမြဲဟို doubt တွေနဲ့ပြန်ကြည့်တာပါတော့ကိုရီးယားတော့ကျတော့ဒီ management ရဲ့သဘောပေါက်နားမလဲပေါ့ဘာကြောင့်လို့ဖြစ်တာလဲအခုနောက်ပိုင်းကျတော့လောက်ရတဲ့အကြောင်းရင်းတွေပို့ပြီးတော့နားလဲလာပို့နားလဲလာတော့ပို့ပြီးတော့လည်းဘာကြောင့်လုပ်တာလဲဆိုတော့အကြောင်းရင်းတွေပို့ပြီးတော့အဖြေရှာလာနိုင်တယ်ပို့ပြီးတော့ပြင်းပြဆန်ဆန်လုပ်လာနိုင်တယ်ပေါ့နော်ဒီကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်လုပ်ငန်းထဲမှာရှိစိတ်ပိုင်းဆိုင်ရာကိုမြင့်တင်ပေးလိုက်တဲ့ဟိုဒီကတော့ဒါမှဖြစ်မနေဟို management ရဲ့လို့မှမဟုတ်ဘူးပေါ့နော်ဒီ engineering လုပ်နေလို့လေဒီလိုဟာမျိုးလေးကိုအနည်းဆုံးတော့လေ့လာထားတဲ့တော့ဒါမှကိုကတစ်ဖက်က management ရဲ့ concern ကိုသိနေမှာကိုယ့်ရဲ့ဒီ engineering career ပဲဖြစ်ဖြစ်ပေါ့နော်တခြား software developer career ပဲဖြစ်ဖြစ်ဒီနှစ်ဦးတစ်ဖက်ညှိနေနိုင်တဲ့ collaborate လုပ်နိုင်မှာပေါ့နော်ဟုတ်ဒါဆိုတော့ PMP ဟိုပါပေါ့နော် PMP exam PMP certificate ကကိုယ် leadership management လုပ်နေတာမှမဟုတ်ပဲနဲ့တခြားတော့သူကနေပြီးတော့ engineering လုပ်နေတာပဲဖြစ်ဖြစ် design ဘိုင်းကိုလုပ်နေတာပဲဖြစ်ဖြစ်ပေါ့နော် service industry မှာလုပ်နေတာပဲဖြစ်ဖြစ်အဲ့ဒီလူတွေအတွက်ကောဒီပေါ့နော်ဒီတင်တဲ့ဒီ certificate ကအရေးကြီးတယ်လို့ပြောတာပေါ့နော်ဟုတ်ကဲ့ကျွန်တော် PMP တော့ဒီမသွားကြအောင်ပါသူ CAPN လို့လိုမျိုးဒီ associate level လေးရှိရပေါ့နော်ဒါမျိုးလေးကို study လုပ်ထားရင်တော့ဟို management ရဲ့ concern ကိုနားလည်သွားရင်ဒီလောက်ရတဲ့လောက်ကလည်းပို့ပြီးတော့မြင်မြန်ဆန်ဆန်နဲ့ပို့ပြီးတော့သူတို့ဟို product ဆိုပေးနိုင်တဲ့ဟာမျိုးလေးပေါ့နော်အဲ့ဒါလေးအတွက်ကတော့ကျွန်တော် encourage လုပ်ချင်ပါတယ်ဖြစ်တယ်ပေါ့ဒါဆိုလိုတာ PMP certificate က professional တိုင်းအတွက်မဖြစ်မနေယူထားတဲ့ certificate ဖြစ်လာနေပြီပေါ့နော်ဟုတ်ကဲ့ပါနောက်ပြီးတော့အမတို့ခုဒီ PMP ကိုစလေ့လာတဲ့အခါကျတော့ပေါ့နော်အရင်တော့ကိုက traditional predictive methodology ပဲကိုအသုံးပြုခဲ့တာလိုမျိုးပေါ့နော်အခုအမတို့ဒီမှာဆိုလို့ရှိရင် exam မှာအမတို့ဒီလေ့လာနေတဲ့ကာလတစ်လျှောက်မှာ agile methodology အမတို့အသုံးပြုရတာဆိုတော့ဒီ agile methodology ရောကိုယ့်ရဲ့လုပ်ငန်းခွင်မှာဘယ်လောက်ထိအမတို့ကွာနေပြီးတော့အသုံးတဲ့သွားတာမျိုးပဲဖြစ်ဖြစ်စဉ်းစားတွေးခေါ်ပြီးသွားလေကိုယ့်ရဲ့လုပ်ငန်းခွင်မှာပေါ့နော်အဲ့ဒါလေးချက်အမောက်ပြောပြပါဦးရှိရကျွန်တော်တို့ဒီတချို့ဟိုပေါ့နော် Access request တွေရောက်လာတဲ့ဟာမျိုးတွေမှာရှိတယ်အဲ့လိုဟာမျိုးဆိုလို့ရှိရင်ကျွန်တော်ကအချင်းပြတုံ့ပြန်ရတဲ့အနေအထားရှိတယ်ဒါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးအလင်းမြန်လုံနိုင်မလဲပေါ့နော် target ကိုဘယ်လိုမျိုးမြင်အောင်လို့လဲဆိုရင်ဒါအကြိုင်းကြီးကိုပဲသုံးတာပို့ပြီးတော့ဖြစ်တယ်ပေါ့ချက်ချင်းဟို expert တွေစုစည်းပြီးတော့ဒီဟာကိုချက်ချင်း response လုပ်ဖို့တယ်ပေါ့နော်လင်းမြန်ဆုံးပြတာမျိုးပါဆိုတော့အကြိုင်းကတကယ်ကိုသုံးဝင်တဲ့ဟာမျိုးပေါ့နော်သူရဲ့ target ကိုကလည်းဒီဟို flexible ဖြစ်တယ်အချင်းတွေကို embrace လုပ်တဲ့ဟာမျိုးဆိုတော့ဟို requirement တွေဟိုမသိတာလည်းမသိဘူးဒါပေမဲ့ target ကအမြန်လုပ်ရှင်တဲ့ဟာမျိုးပါဆိုတော့ကျွန်တော်အကြိုင်းနဲ့သွားတာမျိုးလည်းရှိတယ်ဟိုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုအတွေ့ဟိုပေါ့နော်ဒီကျွန်တော်လက်ရှိတွေ့ကြုံပါလေတော့အောင်မြင်မှုရခဲ့ရတယ်လည်းတွေ့ဘူးပဲပေါ့နော်ဒီအကြိုင်း MVP ကိုအရင်ဦးစားပေးပြီးတော့လုပ်တဲ့ဟာမျိုးလေးတွေတော့ကျွန်တော် recommendation တွေလည်းရခဲ့ရမျိုးရှိတယ်ဟုတ်ကဲ့ပေါ့နော်အခုဆိုလို့ရှိရင်မကြတော့တဲ့ကာလကျွန်းမှာ people အိတ်ကလည်းထွက်လာတော့မယ်ပေါ့နော်အခုဆိုလို့ရှိရင် exam ဖြေဖို့ဒီ December January မှာ exam ဖြေမယ့်ကျောင်းတွေအများကြီးရှိတယ်ပေါ့နော်အဲဆိုတော့သူတို့ကိုအနေနဲ့ဘာ encourage လုပ်ချင်လဲအခုပြင်ဆင်နေတဲ့ကျောင်းသားတွေကိုဒီလက်တော့မှလည်းကိုစိုးအားစာရောညီမရှင်တို့က exam အတီးတီးအောင်မြင်ကြတဲ့အခါကျတော့သူတို့တွေကလည်းတော်တော်ကြီး motivation ဖြစ်လာကြတယ်ပြင်ဆင်နေကြတယ်ပေါ့နော်သူတို့ဘာ encourage လုပ်ချင်လဲနော်ဟိုအဲ့ဒါဆိုတော့မြန်ဖြေကြအောင်နော်မြန်ဖြေကြပါတော့မြန်ဖြေပါရမယ်ဟုတ်လားဟုတ်တော့ကျွန်တော်တို့သိသလောက်ကဒီတနေ့တစ်နေ့ release date ထွက်ပြီးပုံခက်လာတယ်လို့ကျွန်တော်နားလည်ထားရပါတော့ဘိုးရင်တော့ဒီ5တို့6တို့မှာဟို
ဖြေသွားတယ်လို့ရှင်းလိုက်ကျွန်တော်ဒီဘက်6 to 7တော့ပို့ပြီးတော့ခက်လေလို့ထင်တယ်ပေါ့မိကုန်းပုံစံတွေကလည်းပြောင်းလာအဲ့တော့မြင်ဖြေပေါ့နော်မြင်ဖြေတော့ first answer မြင်ဖြေများလို့ consistency ကိုရိုင်းဒီ exam မှာပေါ့နော်ဆောင်းဖြေတော့မှာတော့တကယ် advanced English စကားလုံးတွေကိုမမြင်ဘူးကြားဘူးတဲ့ဟာတွေအဲ့လိုပါလာလို့မျိုးတော့ကို surprise လုပ်ထားလို့မျိုးရှိလားရှိတာexam ထဲမှာဟို English ကတချို့ဟာတော့နားမလဲဆိုတော့ဒါပေမဲ့ကျွန်တော်ကဘယ်လိုလုပ်လဲအဲ့ဒါလေးကအကြောင်းကျွန်တော်သိချင်တဲ့မိကုန်းမှာနားမလဲဘူးဆိုရင်ကျွန်တော်အမြဲတမ်းပါနေတယ်သူ keyword တွေပါတယ်တော့ mindset ပေါ့နော်အဲ့တော့ तू က scenario တစ်ခုလုံးရှင်းပြထားရွားဆိုတော့အချို့ဟာတော့ကြော်ပြီးတော့ interpret လုပ်ရတယ်ပေါ့အဲ့တော့ဒါပေမဲ့လည်းနည်းနည်းတော့ risk တော့ရှိတယ်ဒါပေမဲ့ဟို mindset နဲ့ကျွန်တော်တို့ဒီ steady လုပ်ထားပြီးသားပုံမူတည်ရင်ဒါ interpret ကြော်ပြီးလုပ်လို့ရတယ်ပေါ့အဲ့တော့အဓိက question ပဲ question ကိုနားလည်ပြီးသွားရင် तू က basic တွေပြီးမေးတာလဲဆိုတော့ပြီးတော့ကျွန်တော် exam မှာဘယ်လိုပြီးသွားလဲဆိုရင် question ထဲမှာနားမလည်အောင်မှာကျွန်တော်ဖြေပေါ်သွားကြည့်တယ်ဒါဆိုတေးရဒီ keyword ကဘာနဲ့ related ဖြစ်လဲဆိုတာ तू ကတစ်ခါလေး translate လုပ်နေတာအဖြေမှာဘယ်အောင်ဆိုလို့ခြင်းလဲဆိုတဲ့အဖြေကိုဟိုမိကုန်းပြန်ကြည့်လို့ရတယ်ကြည့်ရမှာပေါ့နော်အဲ့လိုမျိုးဆိုပါအဲ့ဆို okay အမတို့ဒီ exam ပြင်ဆင်နေတဲ့ကာလတစ်လျှောက်ပေါ့နော်မိကုန်းနေဖြေကြည့်တဲ့ကာလတစ်လျှောက်မှာဆိုလို့ရှိရင်ကို AI ကိုဘယ်လောက်ထိအသုံးပြုခဲ့လေပေါ့နော်တခါအမကိုစိုးရတာနဲ့ဆွေးနွေးပူတာအဲ့ချက်လေးကိုအမအကုန်လုံးလည်းသိသိချင်တဲ့ချက်လေးပေါ့နော်ဒါကြောင့်တချို့မိကုန်းတွေက AI မိလိုက်တယ်အဲ့ဒီရလို့ရှိရင်သူ့အဖြေတွေက PMP နဲ့ဟို relevant ဖြစ်တဲ့ဟာတွေပင်ဖို့ကပြောရတဲ့ဒီစကားလုံးတွေ concept တွေကိုသူကနေပြန်ပြောတာချင်းမျိုးမရှိဘူးဆိုတော့အမတို့ဒီကို AI ကိုအသုံးပြုတဲ့ခါကြလို့ရှိရင်ဘယ်လိုမျိုးလေးအသုံးပြုသင့်လဲဆိုတာလေးကိုအမကို share လုပ်ပေးပါဦးနော် AI ကိုတော့ကျွန်တော်တို့ဒီ exam မှာသုံးတာကောင်းတယ်ပေါ့နော်ဒါပေမဲ့ AI risk ပေါ့သူ့မှာ mistake တွေရှိတယ်အဲ့ဒါကိုကျွန်တော်သွားပြီးရှုံးလို့မရဘူးအဲ့တော့ဒါပေမဲ့အဲ့လိုမျိုးဆိုရင်လည်းမသုံးအောင်တော့မဟုတ်သုံးလို့ရတဲ့ဟာရှိတယ်မသုံးလို့မရဘူးသုံးအဲ့တော့ဟိုဟာပေါ့နော်ကျွန်တော်နှစ်ခုရှိတယ်ပထမတစ်ခုကကျတော့ပို့ပြီးတော့သူ့ရဲ့ဒီ standardization ဖြစ်တဲ့ဟာကိုပုံနာလိုက်ခြင်း AI infinity pool ဆိုတာရှိတယ်သူရဲ့ PMI infinity pool ပေါ့နော်သူ membership ဝင်လာရင်သူ့ infinity pool မှာလည်း translation တွေတွားမိလို့ရတယ်အဲ့ဒါတော့တစ်ခုပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကိုအဆင်ပြေတဲ့ဒီ AI ကိုသုံးပြီးတော့မှ project တွေ create လုပ်မယ် standardization ဖြစ်အောင်ကျွန်တော်ဒီ pinbook တွေကို upload လုပ်ပြီးတော့မှပို့လိုချင်တဲ့ prompt တွေထည့်ပြီးတော့မေးမယ်ဆိုရင်တော့အဆင်ပြေရပေါ့နော်ဒါမျိုးတွေကတကယ်ဟိုပို့ပြီးတော့ teacher တွေ recommendation တွေ Reddit တို့ဘာလို့မှလည်းသူ share တာရှိတယ်တော့ဖတ်လို့ရတယ်ပေါ့နော်ဘယ်လိုမျိုး study လုပ်တင်လဲဆိုတော့ recommendation တွေရှိတယ်သူ pass ဖြစ်သွားရင် share တာ group လည်းရှိတယ်ဟုတ်ကဲ့ပါအဲ့ဆိုလိုတာကြတော့အမကနာလို့ infinity pool သုံးမှာမလားတော့ကိုနဲ့ဟို copy book ကိုသွားပြီး upload လုပ်ပြီးတော့မိခုမေးရဲဆိုလို့ရှိရင်တော့မှန်တယ်သိကြတဲ့ဖြေကိုရမယ်ဆိုတာလေးပေါ့နော် AI ကိုသုံးမယ်ဆိုလို့ရှိရင်လေးပေါ့နော်ဟုတ်ကဲ့ပါပြီးတော့ဒီ PMP နဲ့ပတ်သက်ပြီးမှနောက်ဆုံးအနေနဲ့မိခုမေးချင်တာကျတော့လေဒါကိုစိုးရစာဆိုလို့ရှိရင်အမဒီ intensive course တွေမှာဟောတင်တဲ့ခါလာတစ်လျှောက်မှာအမမိခုတစ်ခုကိုအမတို့အတူတူ discussion လုပ်ပြီးတော့ဖြေကြတဲ့အခါကျလို့ရှိရင်မိခုမေးတိုင်းမှာအမတို့မိခုတစ်ခုကိုဖြေတိုင်းမှာမှန်တဲ့မိခုကိုကွာတည်တယ်ပြီးလို့ရှိရင်မှားတယ်ဆိုလို့ရှိရင်လေဘာကြောင့်မှားလဲဆိုတာတိတိကျကျအမတို့စဉ်းစားတွေးခေါ်နိုင်တာမျိုးရှိရပေါ့နော်အဲ့ဆိုတော့ဒီချက်လေးတွေမှာတော်တော်လေးသဘောကျတယ်မှာရှိရဆိုတော့တခြားအကြောင်းကြောင့်တွေမှာဘယ်လိုမျိုးဒီလိုမျိုးနားလည်အောင်မိခုဖတ်တဲ့အခါကျဘယ်လိုဖတ်တင်လဲဘယ်လိုမျိုးတွေအမတို့နားလည်အောင်လုပ်တင်လဲဆိုတာလေးပြောပြပါဦးနော်အဓိကကျွန်တော်တို့ study group ကအရင်ကအကျိုးရှိတဲ့ group ပေါ့ကျွန်တော်တို့ဟိုတချို့ဒီ study group ထဲမှာကျွန်တော် brainstorm လုပ်တဲ့ session လေးတွေဟာမျိုးလေးရှိတယ် question ကိုကျွန်တော်ဝိုင်းပြီးစဉ်းစားကြရတယ်လို့ရှိအဲ့မှာဟိုကို user ချက်နဲ့အခြားလူ user ချက်နဲ့မတူဘူးပေါ့နော်အဲ့လိုအားရတကယ်ကိုရန်တန်ဖို့ရှိတယ်ကျွန်တော်ကကိုတစ်ချိန်လုံးမှန်တယ်ဆိုတဲ့အားကြီးကတကယ်သူများရဲ့နဲ့ဒီ brainstorm လုပ်လိုက်ချိန်မှာကိုကမှားနေရပါတော့ကျွန်တော်လည်းအဲ့က experience ရရတယ်ပေါ့နော်ပြီးခဲ့တဲ့ကျွန်တော်ဒီ study group ထဲမှာအဲ့တော့ဟိုအရင်ကောင်းတယ်ဒီဖြစ်နိုင်ပေါ့ကို study လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ question တွေကိုနားမလဲတဲ့ဟာတွေကိုရဲ့သူများရဲ့အမြင်ကိုမြင်နေတဲ့ဟာမျိုးဆိုရင်ကျွန်တော်တို့ study group ထဲမှာ share ပေါ့နော် share ပြီးတော့ဝိုင်းပြီး discuss လုပ်ကြပါပေါ့နော်အဲ့ဒါကျွန်တော်တို့ကဟိုအားပေးရပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ဒီ group ထဲမှာလုပ်ခဲ့တယ်အဲ့ချို့ဒီ question လေးတွေကိုကျွန်တော်နားမလဲဘူးစိတ်ထဲမှာလည်းမပင်ကြဘူး AI ကိုတောင်းပြီးတော့ AI ဟောင်းလည်းတော့လက်မခံနိုင်ဘူးအဲ့တော့ကျွန်တော်ကတော့တောင်းပြီး group ထဲမှာ share တယ်အားလုံးဘယ်လိုတင်ရလဲပေါ့အားလုံးဝိုင်းပြီးတော့စဉ်းစားရတယ်တွေးရတယ်ပြောရတယ်ပေါ့နော်သူတို့မြင်နေတယ်ပြောကြပို့ပြီးတော့တိကျတဲ့အဖြေကိုရတယ်ပေါ့အဲ့တော့ပို့ပြီးတော့လည်းနားလည်လာတယ်လူတိုင်းအမြင်တွေကိုပို့ပြီးတော့ဖြစ်တော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့
steady group ကြီးကိုအသုံးချပါတော့တယ် hesitate မလုပ်ကြဘူးပေါ့ အဲ့ဆိုရအမတို့အခုအမတို့ဒီ PMP coach မှာဆိုလို့ရှိရင် study group တွေအမတို့ဖန်တီးပေးထားလို့ရှိရင် group လေးဖွဲ့ပေးထားတယ်ပေါ့နော်အဲ့ဆိုကိုစိုးအစားနေတော့ comment လုပ်တာတော့ကိုအနေနဲ့ဒီ PMP လေးလာနေတဲ့ study buddies တွေပေါ့နော်ဒါအချင်းချင်းမှာတော့ဘာလုပ်တင်လဲလို့ဆိုတဲ့အခါကျလို့ရှိရင်ကိုယ်တိုင်နဲ့ group လေးတွေဖွဲ့ပေးထားမျိုးမရှိ ကိုယ်တိုင် group လေးတွေဖွဲ့ပြီးတော့ brainstorming လုပ်တာတွေဆွေးနွေးတာတွေနော်ဒါ group ရှိထားရင် effective ဖြစ်အသုံးချဖို့ဆိုတာ recommend လုပ်ထားတာလို့ပေါ့နော်ဟုတ်ကဲ့ပါအခုလိုဖြည့်ချပေးသွားတယ်ကိုစိုးအစားကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်တင်ရှိပါတယ်အခုအမတို့အချိန်ပေးပြီးတော့ပေါ့နော်အဲ့ဆိုအမတို့ဒီ management ဒီ career talk လေးကိုဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်ရှင်